ဟုတ်ကဲ့ပါတရီတာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကလူသားစားတဲ့ချောင်းဆိုတဲ့ပရလောကဝိထုတူတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနေတာတိုးပြီးညတာရှိတဲ့ဒီလိုစောင်းရသည်တွေဆိုရင်ချမ်းတန်ရွာလေးကအေးချမ်းမှုနဲ့အတူတိတ်ဆိတ်မှုတွေနဲ့ပေါ့တောင်အောက်တစ်ချက်ကိုအမိပြုပြီးရွာတီထားတာမို့ရွာမှာကျေသည်မဟုတ်ပဲဟိုတစဒီတစနဲ့တအိမ်နဲ့တအိမ်ကတခေါ်စာလောက်ထိစောက်ပြီးနေထိုင်ကြတာရွာအောက်ကတသွင်သွင်စီးဆဲနေတဲ့လက်မုံချောင်းလေးကယခုလိုရာသီမျိုးရောက်ရင်ရွာသားတွေအတွက်အကျိုးပြုတဲ့ချောင်းတစ်စင်းဆိုရင်လည်းမမှားပါဘူးတခြားရာသီတွေဆိုငါးတွေတိတ်မပေါ်လာပေမဲ့စောင်းရာသီရောက်ပြီဆိုရင်ငပြေတွေငတလောက်တွေမြင်ပစုံလေးတွေအတော်ကိုပေါ်သည်ရွာသားတိုင်းကချောင်းနဲ့ဖဲရသမျှငါးတွေကိုတခြားရွာစီကိုလက်လီလက်ကရောင်းဝယ်ဖောက်ကားကြတာပေါ့ရောင်းမကုန်တဲ့ငါးတွေဆိုရင်ရာသီငပိတွေလောက်ကြသည်ဒါကြောင့်ထန်းတန်ရွာသားတွေကလက်ထဲငွေမပြတ်ပြီးငွေရွှင်တယ်လို့လောင်းကစားတွေလည်းပေါ်သည်ကြီးကိုစီထည့်ပြီးလောက်ကြတဲ့ကြက်ပွဲတို့ဂျင်ပွဲတို့ရွာထဲ၌ပြတ်သည်မရှိခင်မေတယောက်မနဲ့အာယုံလင်းကျက်တုံကလေးကအလှည့်ကျဆွန့်ထချက်နေသည်အိမ်ကချောင်းနဲ့မနီးမဝေးဆိုတော့တခါတခါချောင်းစီမှငါးပွက်တန်တွေကိုအတိုင်းသားကြရသည်အိတ်ခမ်းနဲ့ကြည့်လိုက်တော့တခေါခေါနဲ့အိမ်မောကြနေကြတဲ့ပစ္စည်းနဲ့ဖိုးလုံးတို့ဟဲ့ဟိုနေ့ရောက်ထားတော့လေငါးစင်းမနှိုးထတာကိုထိမထားကြသေးဘူးဟဲ့ဖိုးလုံးခင်မီကအဲ့လိုအခေါ်တော့မှဖိုးလုံးတို့ညီကိုနှစ်ယောက်မှအိမ်မုံစုံမွားနဲ့ကြပြားကြရာထကမျက်နှာတည်ရင်အိမ်နောက်ဖေးစီကိုထွက်လာခဲ့သည်ထို့စဉ်သူတို့အိမ်နဲ့မနီမဝေးလက်မုံချောင်းစီမှဆိုတဲ့မပီမတမိမတန်တန်ကိုတိတ်ဆိတ်တဲ့အမောင်တုကိုခွင့်၍အတိုင်းသားကြားလိုက်ရသည်ပြီးစီကြားလိုက်တာအေးကြားရဲကွာဒီလိုအတန်ကြားတာ3-4ခါရှိပြီအေးဟုတ်တယ်ဘာအော်ဒါလည်းမသိဘူးနော်နေရောက်သားတိုးတိုးနဲ့ပြောနေကြတော့ခင်မီမှာထရန်ကိုတပြက်စီးနဲ့တဖုံဖုံထုကငါနဲ့အာယုံစုံမမီပဲနေတော့မယ်ဟိုနှကောင်ဒုက္ခမိချင်မီလား10နှစ်ဝင်းညင်မဲ့ရှိသေးတဲ့ပစ္စည်းနဲ့ဖိုးလုံးတို့မှာသူ့အမေဟောက်လိုက်တော့မှခက်မြင်မြင်မျက်နှာတက်ခါငါးဆင်းဖို့လောက်ကြတော့တာပေါ့နောက်တလိမိုးလင်းတော့တကြီးအိမ်စီကမောင်းထုနေတဲ့အတန်မလားဟုတ်တယ်တော့ဘာလို့မလို့လည်းမသိဘူးနော်အေးတွားကြည့်ကြမယ်လေနည်းနည်း7 နာရီလောက်ရောက်တော့ရွာလဲတကြီးအိမ်စီတွင်ရွာသားများအတော်ရောက်နေကြပြီလူတွေလည်းဘာတွေများလဲလို့တယောက်ကိုတယောက်အပြန်လန်မေးခွန်းထုတ်နေကြသည်ကဲရွာသားတွေလည်းစုံမိထင်ပါရဲ့စုံမိဆိုပြောကြရအောင်အခုဆိုရင်လက်မုံချောင်းစီကမနဲ့အာယုံဆိုရင်အော်နေတဲ့အတန်ကိုခင်ဗျားတို့လည်းကြားပြီးဖြစ်မှာပါဒီအတန်ကတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အော်နေတာကြားပြီးဗျကျုပ်တို့ဘိုးဘေးတုန်းကဒီလိုအတန်မျိုးတစ်ခါကြားဘူးတယ်တဲ့အတန်ကြားပြီးတစ်လအတွင်းမှာရွာကလူတွေတနည်းမဟုတ်တနည်းနဲ့ချောင်းထဲမှာတေးကြရတယ်တဲ့ပြောရရင်တော့ချောင်းစားတာပေါ့ဗျာဒါကြောင့်ကိုယ့်အိမ်ကကလေးတွေကိုချောင်းသားမတော့ဘူးအထူးသတိပေးပါရစေလူကြီးတွေလည်းမထီမဲ့မြင်ပြုပြီးငါးဖက်နာတွေမလုပ်ဖို့ပါတကြီးကထိုးထိုးပြောလိုက်တော့လူတွေအားလုံးမှာလှုပ်လှုပ်ရရဖြစ်ကုန်ကြပြီးဒါဆိုငါတို့ဘာနဲ့သွားစားမှာလဲအေးလေဘာမဟုတ်တဲ့တန်းနဲ့များငါတို့အလုပ်ကိုပြုတ်ခံရမှာလားတယောက်တစ်ပေါက်နဲ့ပြောဆိုနေကြတဲ့ငါချမ်းဝိုင်းနဲ့စူညံပွဲလို့ရိုက်နေကြသည်ကဲအားလုံးတိတ်ကလေးနေပေးပြီးမာထတာတွေကိုလိုက်နာပေးပါဗျာမရောက်တဲ့မသိတဲ့သူတွေကိုလည်းပြန်ပြီးပြောပြလိုက်ပေါ့ဘသူသိတယ်မသိဘူးဆိုပြီးမပြောကြပါနဲ့ဟုတ်ပြီလားထိုစဉ်ရွာသားတွေကတကြီးရဲ့ကျုပ်တို့ရွာမှာဒီချောင်းကိုပဲအားကိုးပြီးရှာစားနေရတာလေဗျာဒီချောင်းမှာမသွားရင်ငတ်နေကြမှာပေါ့ဗျတကြီးအောင်ဖေးလာမှလည်းရွာသားတွေကောင်းမှမှန်းသိသည်တို့ပေမဲ့လည်းအားလုံးကိုဘေးကင်းရအောင်တတိပေးရ၏ဒါကိုလက်ခံတဲ့ရွာသားတွေရှိသလိုလက်မခံတဲ့ရွာသားတွေလည်းရှိသည်ကျုပ်ကအားလုံးကိုတတိပေးတာပါဒါကိုခင်ဗျားတို့ကလက်မခံရင်တော့လေမတတ်နိုင်ဘူးပေါ့ဗျာတကြီးစကားဆုံးတော့လူတွေမှာရှူးရှူးရှဲရှဲဖြစ်ကုန်ပြီးအိမ်ဝိုင်းထဲမှာအတီးတီးထွက်သွားကြသည်တကြီးမှလည်းမုတ်စိတ်ကိုပုတ်တက်ခါတာကြံနေခဲ့ရ၏လာဆုပ်ဆိုတော့ချောင်းထဲမှာခါတိုင်းထက်ပိုးမှောင်နေတာပေါ့အကောင်ဘလောင်မြည်တမ်းမပြောနဲ့တိတ်ဆိတ်မှုတွေနဲ့အတူငြိမ်ချက်သားကောင်းလာသည်လာရောင်ခတ်တက်တဲ့သာရှိသဖြင့်မပီရိုးတော်အမောင်ထုတွေကနေရာတိုင်းမှာဖုံးလွှမ်းလျက်အဲ့ဒါလိုတိတ်ဆိတ်မှုတွေကတိတ်မကြပါညတကောင်ရောက်တော့ရွာထဲမှာအလေတွေမှာချောင်းစီတို့တတုတ်တုတ်မြည်တမ်းပေးကထွက်လာကြသည်လူတိုင်းကလောဘနဲ့ကင်းရိုးထုံးစံမရှိသည်မှာအမှန်ပဲ
ယခုလေတကြီးတန်တန်တားနေတဲ့ကြားကရွာသားတချို့လိုက်နာခြင်းမပြုဘဲလက်မုံချောင်းထဲမှာရောက်ရှိနေကြလေပြီတာခင်ဘလို့လဲကွာအခြေအနေဟန်ရဲ့လားမစိုးဘူးကွာနှစ်ပိတ်သားတော့ရှိမယ်ထင်တယ်ဘာတော့တာခင်ကငပီးလေဗျာဒီနေ့တော့တက်ချီကြိုက်ပြီဗျလေတစည်းနဲ့တစည်းပြောဆိုတန်တွေကတကောင်ရံကြားထဲမှာအတိုင်းသားထွက်ပေါ်နေတာပေါ့ညနေနေတရောတုန်းကပင်မော်ရန်ပိုက်ကွန်တွေကိုလာချထားရာညတကောင်ဒီကြချင်းဆိုလေကိုစီတွေနဲ့ငားတွေကောက်ကြခြင်းဖြစ်သည်ဒီကြချင်းဆိုတော့ရေကတိတ်မနဲ့လားအလုံးစုံနဲ့ခါလောက်ပဲရှိယခုတာခင်တို့မှလည်းမော်ရန်ပိုက်ကွန်တွေလာဖော်ကြရာငါးကြီးငါးကောင်းတွေအတော်ပင်ရရှိလေသည်ဘယ်နဲ့ကွာဘာမဟုတ်တာကိုကြောက်ပြီးစီးပွားပြက်ခံနေကြတယ်အခုကြည့်လူတွေသိမ့်မလားတော့ငါတို့တွေအများကြီးရတာပေါ့မိုးရမျက်နှာတွေနဲ့တာခင်တို့အုပ်စုမှာရေလိုက်အော်လိုက်လုပ်နေကြသည်ဒီလိုနဲ့မနေ့အာယုံရောက်လာခဲ့ပြီပေါ့အာယုံတက်လာသည့်နေ့အမျှနှင်းတွေကျလာကပန်းဝန်းကျင်တစ်ခုလုံးမြူတွေဆိုင်းလာတော့သည်နာရီဝက်ခန့်ကြာတော့အနီးနားရှိလှေတွေကိုတောင်တက်တက်ကွက်ကွက်မမြင်ရတော့တာခင်မှာအလုပ်ကိစ္စကိုမြင်မြန်လက်ဆက်တက်ကလှေပေါ်ကိုခုန်တက်လိုက်သည်ကိုချမ်းသာပြန်ကြရအောင်ဗျာတာခင်ကထိုးထိုးပြောလိုက်ပေမဲ့ချမ်းသာစီမှတစုံတရာတုတ်ပြန်မှုထွက်မလာပေကိုချမ်းသာရေကိုချမ်းသာပြန်အောင်လေဒုတိယကြိမ်ကလန်ပြောလိုက်တော့ချမ်းသာလေးပဲစီမှအေးပြန်ကြမယ်ငါ့ကိုခဏဆောက်အောင်ဆိုရဲအတန်အော်ကြီးကထွက်လာသည်တာခင်မှာရုတ်တရက်လန့်သွားပြီးကိုချမ်းသာဖမရနဲ့အတန်အမျိုးမျိုးလှုပ်ပြီးကျုပ်ကိုချောက်နေတာလားဗျကျုပ်မကြောက်တတ်ပါဘူးဗျာတာခင်အဲ့လိုပြောလိုက်ရာချမ်းသာလေးစီမှတတုတ်တုတ်ခုန်ကြီးတန်ကိုထပ်မံကြားလိုက်ရ၏ပြီးနောက်လေစီတို့လိုက်တဘိုးလေးများအဆက်မပြတ်ထွက်လာတော့တာခင်မှာချမ်းသာတစ်ခုခုဖြစ်ပြီးထတဲ့လေနာကိုကတ်သွားလိုက်သည်လေနာကိုရောက်တော့လေစီမှာချမ်းသာအားမတွေ့တော့ပေလေတစ်ခုလုံးမှာလည်းရှော့နေအလင်းလေးပေးချမ်းနေသည်လေဝမ်းပိုက်မှာတဆက်ဆက်ခုန်နေတဲ့ငရဲနှစ်ကောင်ဟင်ကိုချမ်းသာတာခင်အထက်ထက်ခေါ်ပေမဲ့ချမ်းသာကိုအဆနာပင်မတွေ့တော့ပါလာတော့ကအတူတူပါလာတဲ့တခြားလေတွေမှလည်းတစည်းမှမရှိတော့တိတ်ဆိတ်တဲ့ချောင်းလယ်မှာတာခင်လေရဲ့ချမ်းသာရဲ့လူမရှိတဲ့လေရဲ့ပဲရှိတော့သည်တာခင်တယောက်ပြန်တွေးကြည့်တော့တတိရှိပါရဲ့ဆိုရယ်မျက်နှာမှာစီးရွက်လောက်သာရှိတော့၏စိတ်ထဲမှာလဲဒါဆိုကုန်းတော်ပြန်ပြောတာကိုချမ်းသာမဟုတ်ဘူးပေါ့တာခင်ဆက်မတွေးရတော့ပဲထိုနေရာမှလက်ကုံလှော်ကရွာဘက်စီသို့တဟုန်ထိုးသွားတော့သည်နိုင်ဝဲထိကြပေမဲ့ရွာစီကိုရောက်မလာပေတာခင်တဖြည်းဖြည်းမောလာပေမဲ့ရောက်လို့ရောက်ညာမရက်တန်ပဲလောက်ခတ်နေစေသို့ပေမဲ့လှော်လီဝေးလေဆိုတဲ့လိုမျိုးရွာဘက်စီကိုမရောက်တော့တာခင်မောဖြစ်ချောင်းရဲ့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ရာခေါင်းဝေးတွေထောင်ကအသေးတွေပြောင်းဆန်သွားသလိုပင်ဘာလို့လဲဆိုတော့သူလောက်ခတ်နေသည်မှာအစောတုန်းကမော်ရန်ပိုက်ကွန်ချခဲ့သည့်နေရာမှာပဲလဲနေချင်းကြောင့်ပင်ဒါဘလို့ဖြစ်တိုင်းမှာလဲမြတ်စွာဘုရားငါတော့ဒုက္ခရောက်ပြီတင်နေတကြီးစကားကိုမယုံတာအခုသူပြောတယ်လို့များဖြစ်နေပြီလားအချမ်းတက်ကလွန်ကဲလာသည့်နေ့အမျှမြူတွေမှာပုံပေါ်ဆိုင်ရလေသည်တန်ဝင်းကြီးတစ်ခုလုံးကိုမစိုးနဲ့မိမိလှေဦးပိုင်းကိုပင်တခြားမမြင်ရတော့ပေခဏကြာတော့သူ့လေနာကိုတစုံတစ်ခုမျောပါလာနေသည်ကိုတွေ့လိုက်ရသည်တာခင်မှာကြောက်တဲ့စိတ်တွေကြောင့်လက်တွေတုံ့နေတာပေါ့မျောပါလာတဲ့အရာကတဖြည်းဖြည်းသူ့လေနာကိုရောက်လာသည်တာခင်ငုံကြည့်လိုက်ရာအမလီဘုရားမြတ်စွာဘာကြီးလဲတခြားမဟုတ်တကူလုံးဖောရောင်နေပြီးမျက်လုံးကြီးပြူးနေတဲ့ချမ်းသာအလောင်းကောင်ကြီးပင်ရင်းအလောင်းကောင်မှာတခြားသူမရွေတော့ပဲလှေမှာကပ်နေတယ်လို့မျိုးဖြစ်တော့တာခင်လဲကြောက်အားနဲ့အားကုန်အော်ချလိုက်သည်သူ့အော်တန်းကချောင်းလေတစ်ခွင်မှာစူညံသွားသည်တာခင်အော်တန်းဆုံးတော့သူ့လှေနဲ့မနီမဝေးစီကသူတို့ရွာသားကြားနေရတဲ့မိမအော်တန်းကြီးကထွက်လာပြန်သည်တာခင်မှာစိတ်ကိုဒုံဒုံချကချိတ်ထားသည့်အံကိုရှော့ချလိုက်သည်မျက်လုံးကတဖြည်းဖြည်းပြဝေလာတော့မှုံရင်နေသည့်သူ့အမြင်ကြားမှာသူ့ရဲ့လှေစီအားတရွေ့ရွေ့လာနေတဲ့မိမတယောက်အားမြင်လိုက်ရသည်ထိုမိမအနာရောက်ခါနီးလေညီနဲ့တွေကပိုနံလာ၏တာခင်လည်းအာယူပြီးကြည့်လိုက်ရာသပင်က6ရောက်ထိရောက်နေပြီးမျက်လုံးတစ်လုံးပဲပါတဲ့ရင်းတရဝါကြီးအားတွေ့လိုက်ရသည်ထိုမိမလှေပေါ်ကိုတက်လာပြီးမိမြော့လူနီးပါးဖြစ်နေတဲ့တာခင်ကိုတစူးတစိုက်ကြည့်က6ရောက်ကနေမှပြီးချောင်းထဲသို့ဝုန်းကနေမိအောင်ပစ်ချလိုက်တော့သည်
နှစ်တွေလတွေကြာတော့ထန်းတန်ရွာမှာလူနေအိမ်တွေတိတ်မရှိတော့ပေ။သုံးလေးအိမ်သာကျန်တော့တာပေါ့။အရင်ကတတွင်တွင်စီးဆင်းနေတဲ့လက်မုံချောင်းမှာလဲတာခင်တို့ကိစ္စပြီးကြတဲ့ကတောသူကချောင်းကြီးမှာမြောင်းလေးအရွယ်တသားပဲရှိတော့သည်။လာကွယ်ညာအာယုံတက်ချိန်ရောက်တိုင်းလက်မုံချောင်းစီမှာပရလောကသားတို့ရဲ့အော်တန်မျိုးစုံကိုအတိုင်းသားကြားနေရသေးသည်။တာယာတဲ့ရွာလေးနဲ့လက်မုံချောင်းကယခုဆိုရင်တော့အေးဆက်ဆက်၆ကန်နေတဲ့ဆွန့်ပစ်နယ်မြေတစ်ခုပဲပေါ့။